အခုကကျွန်တော်တို့ဒါ photoshoot vlog ဖြစ်ပါတယ်အခုကမိုးနည်းနည်းတော့ကြာနေအောင်နော်ကျွန်တော်မိုးရေထဲမှာကျွန်တော်အလှတဲ့ပုံလေးနည်းနည်းရိုက်မှာဖြစ်ပါတယ်